အားလုံးပဲမင်္ဂလာပါ Together Fight for You Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့အခုလက်တလောထွက်ရှိထားတဲ့အသစ်ဆက်ဆက် ongoing drama ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားလေးကတော့ Billion Everyone 2025ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဦးတောင်ရည်ရမယ်မိသားစုဟာတာဇလန်းလေးကြည့်ချင်တဲ့လူတွေအတွက်အထူးသစ်တော်ပါတယ်နော်။ဒီနေ့အတွက်ပဲအသက်ရှင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပါဝင်တရုပ်ဆောင်ထားတဲ့အိုနာရာဟာနိုင်ငံတကာပတ်သွားနေရတဲ့လေရင်မယ်အဖြစ်လုပ်ခဲ့တုန်းကရင်ခုန်စရာအချစ်ဇလန်းရှိခဲ့သူဖြစ်ပြီးတော့ယခုမှတော့ရှေးရိုးဆွဲယောက်ျားကြောင့်ဒီကိစ္စကိုဖုံးကွယ်ထားရသူပေါ့သူမရဲ့ညီမအိုယူချင်းကတော့ကိုရီးယားအစားအစာသူတေသနပညာရှင်ဖြစ်ပါတယ်ဒီညီမနှစ်ယောက်လုံးရဲ့ယောက်ျားတွေကတကုမ္ပဏီထဲမှာအလုပ်လုပ်ကြတာဖြစ်ပြီးတော့အဖေဖြစ်သူကတော့ရခင်ကနာမည်ကြီးပပုဆရာဆိုပေမဲ့ခုတော့ဟိုရယုံဒီရောင်နုပညာအမိခံတသားဖြစ်သွားပါပြီဘီလိန်တွေအပြည့်နဲ့ဒီယူးကျင်စရာကောင်းလာတဲ့လောကကြီးရဲ့ကြရက်တသိန်းကြားမှာနေထိုင်နေကြတဲ့တက်လက်ပိုင်းညီမနှစ်ယောက်ရဲ့မိသားစုဘဝအကြောင်းအရာလေးတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီမိသားစုရဲ့အလွဲလေးတွေကိုကြည့်ပြီးတော့ဘဝမောတွေဖြေဖြောက်ဖို့အကောင်းဆုံးအခြေအနေတစ်ခုပဲဖြစ်ပါတယ်အပိုင်းစနစ်ပိုင်းပါဝင်တာမို့လို့အချိန်ဟန်းကြီးလဲပေးစရာမလိုတော့ဘူးပေါ့နော်